ပဲမင်္ဂလာပါကိုစိုးကြီးကာရှိုးလုံးလေးကကြိုဆိုလိုက်ပါတယ်ခင်ဗျာကဲလူကြိုက်များပြီလူသုံးများတယ်ကျွန်တော်နောက်တစ်ချိန်ရောင်းဝယ်ပိုင်းမှာလည်းတွတ်တဲ့ Suzuki Swift တောက်လျှောက်အနက် All Black လေးကိုရောင်းချပေးပါမယ်ခင်ဗျာနံပါတ်တန်းလေးကတော့ဒီတန်းရန်ကုန်လိုက်စင်3966လေးပါအနောက်နံပါတ်လေးလည်းလာပါမယ်ခင်ဗျာကဲကျွန်တော်အလွိုင်းပလဲလေးနဲ့ရမယ်တာယာလေးလည်းအားကောင်းပါတယ်ကဲနဲ့ရောင်လေးမှာကြိုင်းနေတတ်တယ်ဆိုလို့ရှိရင်တတိကွေးကွေးလေးနဲ့အသုံးပြရလည်းကျွန်တော်တို့ဖြည့်နေရပဲเนาะသုံးပြရလည်းကောင်းတယ်ဒါ Suzuki Swift လေးပါကားသေးသွားတဲ့အတွက်ကြောင့်မို့လို့ဒါကျွန်တော်တို့ကားသိမ်းဆဲဖို့နေရလည်းအများကြီးမယူပါဘူးခင်ဗျာကာလာလေးကတော့ black လေးဗျာကဲဒါလေးကတော့အတွင်းငန်းလေးပါအတွင်းငန်းလေးဆိုလို့ရှိရင်လည်းကျွန်တော်ထိုင်ကုန်နေပါတယ်တက်ပါမယ်ကဲ digital air ကိုကျွန်တော်တို့ auto man 2 wheel လေးပါခင်ဗျာဂီယာအဆောင်ပြူမရှိပါဘူးဘက်ကင်မရာတွေပါရပါမယ်ကဲဒါလေးကတော့ဒိုင်ခွက်လေးပါကဲဒီဘက်မှာဆိုလို့ရှိရင်လည်းကျွန်တော် smart key လေးပါခင်ဗျာ smart digital power window လေး၄ပေါက်ပါသွားမယ်ကျွန်တော်မှန်ချိုးမှန်ခောက်တို့လည်းရပါမယ်ခင်ဗျာကဲကျွန်တော်အပေါ် dashboard လေးလည်းကွဲတာပဲ့တာလုံးဝမရှိပါဘူးခင်ဗျာmodel ကြီးရလေးကတော့2008 model လေးပါအင်ဂျင်ပါဝါလေးကတော့1300cc လေးပါခင်ဗျာကဲဒါလေးကတော့နောက်ခန်းလေးပါနောက်ခန်းလေးဆိုလို့ရှိရင်လည်းတတ်ပါမယ်မိသားစု5ယောက်လောက်ပေါ်ပါလေးစီးလို့ရမယ်အဲအကွန်လေးနဲ့ကောင်းကန်လေးသုံးလို့ရမယ် Suzuki Swift လေးပါကဲအနောက်ဆိုလို့ရှိရင်လည်းရင်းလေးတွေပါပါသွားမယ်ကဲနောက်ကျွန်တော်စပယ်ပဲဒီတော့ဂျိုင်းတော့ထားတဲ့နေရာလေးပါတန်ကြီးဆွေးပြူမရှိပါဘူးနောက်အနောက်ကန်နေပါလေတတ်ပါမယ်ခင်ဗျာကဲကားလေးကိုဒါကျွန်တော်တို့အသေးစိတ်သိရှိခြင်းနဲ့ဆိုရင်ကိုမင်းရဲ့ Viber ဖုန်းနံပါတ်လေးဖြစ်တဲ့39ခွန်ခွန်1020လေးတစ်နှစ်ကိုဆက်သွယ်မင်းမြန်းနိုင်ပါတယ်39 40 40 530 နှစ်ကိုလည်းဆက်သွယ်မင်းမြန်းနိုင်ပါတယ်ခင်ဗျာကဲရန်ကုန်လိုင်စင်လေးဆိုရန်ကုန်မှာပဲကညနာကိစ္စဝိစာအစီအမြေချုံးမွေပါမယ်ကဲရောင်းချပေးမဲ့ဈေးတန်းလေးကတော့958သိန်းကိုဤနိုင်လေးရောင်းချပေးမှာပါခင်ဗျာဝေချန်လက်ထက်ရေးကြအားလုံးအစီအမြေချုံးမွေပါမယ်ကဲကျွန်တော်အင်ဂျင်ငန်းလေးတစ်ချက်ပြပေးပါမယ်ကဲဒါလေးကတော့ Suzuki Swift 1008 Smart Digital တောက်လျှောက်နယ်လေးရဲ့အင်ဂျင်ငန်းလေးပါခင်ဗျာရှော့ဘာတိုင်းလေးတွေတန်းပါမယ်စောင်းလာပြီးတော့ကွဲတာလုံးဝမရှိပါဘူးခင်ဗျာဒီဘက်မှာဆိုလို့ရှိရင်လည်းကျွန်တော်ချက်စီနံပါတ်နေရာလေးကြီးကြီးလို့ရပါတယ်။ဘာညာနာနေဝင်ရင်စပီသားလေးပါပေါ့ဆိုဖြက်ဆက်မှတ်တမ်း WK မှာမယ်ခင်ဗျာ။ကဲ Suzuki Swift လေးပါခင်ဗျာ။2000နဲ့မှကျွန်တော်တို့ရှင်းမော်တဲ့အင်ဂျင်ပါ1.3 Smart Digital လေးနဲ့ရမှာပါ။ရောင်းချပေးမဲ့ဈေးတန်းလေးကတော့958သိန်းကိုညီနိုင်လေးရောင်းချပေးမှာပါခင်ဗျာ။ဝေချန်လက်ထက်ရေးကြအားလုံးအစီအပြေချောမွေပါမယ်။ကားလေးကိုစိတ်ပါဝင်သားလို့ကိုယ်တိုင်ကူကြလာပြီးတော့ကြည့်ရှုမယ်ဆိုရင်ရန်ကုန်ရှေ့တကုန်းရာဇထွေး1 way လမ်းမကြီး9ရက်ကွရွှေပြည်လမ်းသွယ်ထိပ်လေးမှာကိုယ်တိုင်ကူကြလာပြီးတော့ကြည့်ရှုလို့ရပါမယ်ခင်ဗျာကဲကျွန်တော်တို့ကိုမင်းမှာအကုန်လုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ